TikTok မှာကိုယ့်ရဲ့ဗီဒီယိုတွေ view တွေ like တွေ share တွေများဖို့အတွက်ဆိုတော့ဒီတစ်ခုကိုတိထားမှကိုရပါမယ်ဒါကပါလဲဆိုတော့ညတို့ကိုယ့်ရဲ့အလုပ်ချိန်တွေကို save ဖြစ်စေဖို့ပေါ့နော်တိထားတဲ့အရာတစ်ခုလေးဒါကကြတော့ TikTok Studio ကိုအသုံးချခြင်းပါပဲညတို့အလုပ်စီးပွားရေးလုပ်ငန်းရှင်တော်တော်များများဟာဆိုတော့အလုပ်အရမ်းများတယ်ကိုယ်အလုပ်ချင်တာလည်းအရမ်းများတယ်အဲ့ကမှဆိုတော့ဗီဒီယိုကိုအချိန်ထဲမှာပဲဆက်တိုက်လေးတင်လို့မရဘူးတင်တယ်ဆိုရင် TikTok က view မဖြန့်ပေးတော့ဘူး reach ကြတယ်reach ဖြန့်တာနည်းတယ်ပေါ့နော်ဒါကြောင့်မို့လားညတို့ကကျတော့ customer တွေကြည့်နေတဲ့အချိန် customer တွေအကြည့်များတဲ့အချိန်ကိုရှာပြီးတော့ညတို့ကြော်ညာတင်ပေးရမှလည်းဖြစ်ပါတယ်ရှင်အဲ့မှာဆိုတော့ညတို့အထူးသဖြင့်ဆိုတော့ပေါ့နော်ညနေပိုင်းဟိုအကြည့်များတယ်နေ့လည်ကင်းဘက်ကိုလည်းအကြည့်များရပေါ့နော်အထူးသဖြင့်ဆိုတော့9နာရီခွဲည9နာရီခွဲကနေ9နာရီခွဲလောက်ထိရဆိုတော့အကြည့်များဆုံးပဲပေါ့နော်ဒါလေးကိုလာပြီးတော့ပြောပြပေးရပါအဲ့လိုမျိုးလေးတွေမျိုးတို့ဟို schedule လေးနဲ့တင်မယ်ကိုယ့်ရဲ့လှုပ်ရှင်တာတွေများနေရဆိုတော့ဒီလိုလေးတွေဗီဒီယိုလေးတွေကိုကြိုရိုက်ပြီးတော့တင်လို့ရတယ်ဆိုတော့အခုဆိုတော့ဒီနေ့ဆိုတော့ဘယ်နေ့လဲ16ရက်လားဒီ18ရက်ပေါ့နော်18ရက်ထဲရောက်ခဲ့ပြီ18ရက်နေ့မှာစညိုကဒီဗီဒီယိုဖိုင်လေးကိုရိုက်ထားတယ်ဒီဗီဒီယိုဖိုင်ကိုမြင်ရမယ့်သူကဆိုရင်တော့စညိုရဲ့19ရက်နေ့လောက်မှမြင်ရမယ်ပေါ့နော်ဒါလေးကိုပါလာပြီးတော့ပြောပြပေးရပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ် TikTok မှာ view တွေ like တွေများပြီးတော့စီးပွားရေးလုပ်ငန်းကြီးလည်းတွင်တွင်ကြွကြွဖြစ်လာပါစေများများလေးရောင်းရပါစေလို့စညိုကဆုတောင်းပေးပါလိမ့်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်